မင်္ဂလာပါရှင်မန္တလေးမြို့ပေါ်ရှိအများပြည်သူများသွားလာရေးအဆင်ပြေစေရန်အဆောက်အအုံနဲ့ကုန်ရုံဌာနမှပေါ်တီဘယ်မီးပွိုင်များဆောင်ရွက်ထားရှိတဲ့တဲ့ရင်ကိုမန္တလေးမြို့တော်စီပင်သားရရေးကော်မတီတဲ့ရင်ရုပ်သံထုတ်ပြန်ရေး MDY Press မှတင်ဆက်ပေးမှာပဲဖြစ်ပါတယ်မန္တလေးမြို့တော်စီပင်သားရရေးကော်မတီအဆောက်အအုံနဲ့ကုန်ရုံဌာနမှအများပြည်သူများရင်းရဲ့ကင်းရှင်းစေရေးနဲ့ရင်ကျော်ပိတ်ဆို့မှုမရှိစေရေးအတွက်ပေါ်တီဘယ်မီးပွိုင်များဆောင်ရွက်ထားရှိကြောင်းကိုမန္တလေးမြို့တော်စီပင်သားရရေးကော်မတီအဆောက်အအုံနဲ့ကုန်ရုံဌာနမှတောင်ဝင်ခံအင်ဂျင်နီယာတဦးကအခုလိုပဲပြောပြထားပါတယ်ပေါ်တီဘယ်မီးပွိုင်လေးကျောင်းဖွင့်ကာလဂျွန်လမှစတင်ပြီးတော့မှခြားထားဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်ရှင်ဒီပေါ်တီဘယ်မီးပွိုင်လေးခြားထားရတဲ့ရည်ရွယ်ချက်ကတော့ရုံတက်ရုံဆင်းချိန်ပေါ့နော် peak hours ဖြစ်တဲ့မနက်9နာရီခွဲနဲ့9နာရီခွဲကြာညနေခင်းဆိုလို့ရှိရင်ညနေ4နာရီခွဲနဲ့6နာရီခွဲကြာမှာကျောင်းသားတွေဝန်ထမ်းတွေဈေးသွားဈေးလာတဲ့ရှင်အစည်းအဝေးတွေကများပြားတဲ့အတွက်ကြောင့်မို့လို့ဒီရင်ကျော်ပိတ်ဆို့မှုတွေဖြစ်ပေါ်တယ်အဲ့ချိန်မှာဒီအများပြည်သူခံစားရတဲ့စိတ်ဖိစီးမှုတွေအချိန်ကုန်မှုတွေကိုဖြည့်ရှင်းဖို့ရပေးရတဲ့အတွက်ကျမတို့ကော်မတီရဲ့လမ်းညွှန်ချက်နဲ့ခြားထားဆောင်ရွက်နေတာပဲဖြစ်ပါတယ်ရှင်ဒီပေါ်တီဘယ်မီးပွိုင်လေးရဆိုရင်တော့ solar systemမှာ battery backup စနစ်နဲ့ချိတ်ဆက်ထားပြီးတော့မှဒီဝါစိမ်းဒီလေးတွေပြောင်းလဲဖို့ရအတွက်ကြတော့ controller စနစ်ကိုထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ်။အများပြည်သူဘေးကင်းဖို့ရအတွက်နဲ့ရင်ပေါင်းသူတွေအဝေးကနေပြီးတော့မှရှင်းရှင်းလင်းလင်းမြင်တွေ့ဖို့ရအတွက်ကကျမတို့ဒီ high brightness LED တွေကိုအသုံးပြုထားတာပဲဖြစ်ပါတယ်ရှင်။ဒီ portable မီးပွိုင်လေးကတော့ကျမတို့တဲရပြူရရွှေပြောင်းရလွယ်ကူပြီးတော့မှဒီရင်ကျောပိတ်ဆို့မှုပြဿနာတွေကိုအလွယ်ကူဆုံးနဲ့ဖြေရှင်းပေးနိုင်တဲ့မီးပွိုင်အမျိုးအစားလေးပဲဖြစ်ပါတယ်ရှင်။ရင်ကျောပိတ်ဆို့မှုပြဿနာကိုတိတိတသာဖြေရှင်းနိုင်တာတွေ့ရတဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီကော်မတီအနေနဲ့ဒီလမ်းဆောင်ကြီးမှာမီးပွိုင်အသစ်တက်ဆင်သွားဖို့ပဲရထားဆောင်ရွက်နေပါတယ်ရှင်ဒီလမ်းသုံးပြုသူပြည်သူတွေအနေနဲ့ပေါ့နော်အချိန်ကုန်တက်တာတယ်ပြီးတော့ကြတော့ဘေးကင်းကင်းနဲ့သွားလာနိုင်တာတွေ့ရတဲ့အတွက်ကြောင့်မို့လို့လူမှုကွန်ရက်နဲ့ဒေသခံတွေကြားမှာလည်းစိတ်ကျေနပ်မှုရရှိကြဖို့ကျမတို့ကြားသိရပါတယ်ရှင်မီးပွိုင်ပြတ်သွားတဲ့အချိန်မှာရင်ကျောပိတ်ဆို့မှုဖြစ်သွားတဲ့အချိန်တွေမျိုးတွေမှာဆိုလို့ရှိရင်ကျမတို့ဒီ portable မီးပွိုင်လေးတွေကိုယာယီဖြည့်ရှင်းတဲ့အနေနဲ့ခြားထားဆောင်ရွက်ပါတယ်ရှင်မန္တလေးမြို့စီပင်သားရနယ်နိမိတ်အတွင်းရှိမြို့နယ်များတွင်လမ်းစုံလမ်းကွာများနဲ့ရင်ကျောရှုပ်ထွေးမှုရှိနိုင်သောနေရာများတွင်အဆောက်အအုံနှင့်ကုန်ရုံဌာနမှနှစ်စဉ်ဗန်နာငွေရရှိတဲ့ပေါ်မူတည်ပြီးပေါ်တီဘယ်မီးပွိုင်၅စုံကိုအသုံးပြုကာရင်ကျောပိတ်ဆို့မှုမရှိစေရေးနဲ့ solar system ကိုအသုံးပြုကာ battery backup ဖြင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်ရှင်